ကျင်းခဲ့သောနင်းသက်ဝေဘိုင်းတဲ့နင်းစီတပွင့်ရေမွေးစွတ်ထားတဲ့မျိုးမင်းရဲ့အငွေ့တက်တွေကအဲကန်းထဲမှာပြန့်နေတော့မေငါကတော့နေစာလန့်ထားတဲ့စာအုပ်အဟောင်းတုပ်လိုဖုံတက်နေတဲ့အတိတ်တွေကြားမှာတိတ်တိတ်ကလေးကြံခဲ့တယ်လန့်ခွဲတဲ့ဆိုတာဓာတ်နဲ့မွန်းတာမျိုးမဟုတ်ဘူးလက်ဖိကွက်ထဲကတရားတွေပြောဝင်သွားတယ်လို့ငါရဲ့မျောလင်းချက်တွေတစားစချင်းပျောက်ဆုံးသွားတာဆရာတန်းတင်းရဲ့ဝိထုတပုတ်ထဲကဇက်လိုက်လို့ပေါ့ငါဟာကိုရီကိုပြန်မေးခွန်းထုတ်ရင်အမောင်ထဲမှာလမ်းလျှောက်နေရတဲ့လူတစ်ယောက်နိုင်လက်တံတွေကတော့ပုံမှန်အတိုင်းတွားနေရဲ့ဒါပေမဲ့ငါရဲ့ကဘာကတော့မင်းထွက်သွားတဲ့အချိန်မှရင်ရက်တန့်ခဲ့ပြီမင်းမရှိတဲ့မြို့ပြစာလုံးအစုံတွေမပါတဲ့ကြပြတပုတ်လို့ဖိုက်ရတာအရသာမရှိတော့ဘူးဆရာစောကြည်တာ